အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တရက်တီးတုပ်စားဖြစ်လို့sharing လုပ်ပေးချင်ပါတယ်အရင်ရောမခက်ဘူးပေါ့နော်လေကိုရွှေရှင်တဲ့နီလန်းတွေကိုပဲ share ပေးရပါတော့ဒီတရက်တီးဒီအလုံး site ကြီး3လုံးပါတာအောင်ပါလေဂျပန်မှာရန်ရှိရပေးရတယ်ပေါ့နော်ဈေးကြီးရဒါပေမဲ့လည်းစားချင်လို့ဝယ်စားတာပေါ့နော်အဲ့ဒါကိုအရင်ဆုံးချက်ထားပြီးတော့ကျမအမြဲတမ်းတုပ်စားတဲ့နီးလေးပေါ့နော်အဲ့ဒါအရင်မခက်ဘူးပြီးရင်ကြက်သွန်နီပပလေးပြီးတော့ထည့်တယ်ငရုတ်တီအနေငယ်ထည့်တယ်ဒါလေးပဲပြီးရင်မြေပဲဆန်မဟုတ်ပေါ့နော်မြေပဲဆန်အဲ့ဒီဟာကကြတော့တခါတည်းတိတ်ပြီးသားကိုထည့်လိုက်တာပေါ့တကယ်တော့တိတ်ပြီးတော့မငက်တငက်ထောင်းထားတဲ့မြေပဲဆန်ထည့်တာပိုကောင်းတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီဟာမြေပဲဆန်ရဲ့အဲ့ဒီကြက်သွန်နီရဲ့အဲ့ဒါဝါစားတဲ့ရတာအရန်ကြိုက်တယ်အဲ့ဒီဟာကိုလေပြီးတော့စီချက်ထည့်တယ်ပြီးရင်စားထည့်တယ်ကြက်သွန်စားရဲ့ကြက်သားမုတ်ရဲ့ဒါလေးပဲအရင်အရတာရှိရဲ့အဲ့လိုလေးတုပ်စားကြည့်ကျမဆိုလေအဲ့လိုမျိုးတုပ်ပြီးဆိုရင်လေတထိုင်တင်းနဲ့သမင်းကုံဝင်လေအဲ့ဒါကိုလေမကုံအောင်ဒီတိုင်းပဲထိုင်စားနေရအရင်ကြိုက်တယ်ဟိုရင်နှွေးချက်နဲ့အဲ့လိုတောက်ရင်လေအရင်အရတာရှိရဲ့ပေါ့နော်အားလုံးပဲအားရင်တုပ်စားကြည့်ပါဘိုင်ဘိုင်